ပါကျွန်တော်နာမည်ကတော့ VBG Gaming ပါအော် VBG ပါအခုတော့ကျွန်တော်နောက်ထပ်ကျွန်တော်အင်ဒိုနီးရှားတရေကိန်းတစ်ကိန်းကိုပြန်ဆော့ပြီးတော့မှဖြစ်ပါတယ်အင်ဒိုနီးရှားတရေကိန်းဆိုတဲ့အတိုင်းပဲလုံးဝအင်ဒိုနီးရှား vibe ကိုအပြည့်ပေးနိုင်တဲ့ game မျိုးလည်းဖြစ်တယ်လို့ဟို game လိုမျိုးပဲလူဆော့များနေတဲ့ game လည်းဖြစ်တာကြောင့်မို့ကျွန်တော်လည်းဆော့လိုက်တာပါကျွန်တော်ဗီဒီယိုမတင်ဖြစ်ဘူးဆိုတာကတော့ကျွန်တော်ခီးသွားနေလို့ပါအခုတော့ပြန်ရောက်ပါပြီနော်ရန်ကုန်ဘက်ကိုအတော်ရှိခဏသွားနေလို့မတင်ဖြစ်တာပါအခုတော့မန္တလေးပြန်ရောက်ပါပြီအဲ့ဗီဒီယိုလေးပြန်တင်ပါတော့မယ်ဟေးဒါနဲ့အခုဗီဒီယိုမှာကျွန်တော် sound effect ကမပါပါဘူးအဲ့ဒါတက်သွားပါတော့အဲ့ဒါမို့တီးခံပြီးတော့ကြည့်ပြကြပါခင်ဗျာโอเคခဏဒီမှာစောင့်နေရမှာနော်โอเคဝင်လာပြီလူတွေကုန်ဝင်လာပြီတွားရအောင် let's go ကျွန်တော်တို့ညဘက်မှာကျွန်တော်မုံရောင်းအောင်ခောက်ဆွဲရောင်းအောင်ပါဗောနော်ခောက်ဆွဲရောင်း oh what the fuck ပါဘုံရောဟုတ်ရောညဘက်မှာခောက်ဆွဲရောင်းမှာဗောနော်ကျွန်တော်6ရောက်โอเคကျွန်တော်စောင့်အောင်မယ်မိုက်တော့မိုက်တယ်က game graphic ကဆိုကျွန်တော် Indonesia vibe ရတယ်ဗောနော် Indonesia မှာဒီဆိုင်လေးရှိတယ်မကြည့်လိုက်ဘေးနာတော့ကြီးကြောက်စရာကြီးနော်လူစောင့်ဒါလန့်ဖက်လို့ရလားမသိဟောရဒါလန့်ဖက်လို့ရလားမြင်အောင်အော်လန့်လာအေးရောဒါနဲ့ကျွန်တော်အကုန်လုံးလည်း Happy New Year ပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါပြီးပြောမိတယ်โอเคဒီမှာရေကလေးတာရှိအော်ဒီမှာ customer ကျွန်ဒီမျက်လုံးကဘာဘေးနာကျူမျက်လုံးကဘာလို့တဲ့ဟာလည်းမသိဘူးဒီကောင်လည်းဒီမှာ time စကားပြောနေကြโอเคမင်္ဂလာပါโอเคပွဲအေးဘာဖြစ်တော့တော့ဒါကြီးပြန်ပိတ်လိုက်မယ်โอเคအတွေးရော့တယ်เนาะကျွန်တော်တို့โอเคဘာလို့ကျွန်တော်တို့ဒါပေါက်တယ်ကျွန်တော်ဟိုအဲ့ဒါတက်နေဖြစ်တော့ဘောက်မှာလာတဲ့တချင်းတန်လေးတွေနားမထောင်လိုက်ရပါဘူးတော်တော်ကြီးနားထောင်လို့ကောင်းတာပါဘောက်မှာလာတဲ့ချင်းတန်တွေအကြီးကြီးတော့ပြန်ပိတ်ဒီကောင်ခောက်ဆွဲလောက်ခိုင်းနေပါဆိုငါချီโอเคဘာလို့မှလဲမဟုတ်အဲ့ဘောက်မဟုတ်ပဲဘောက်အော်ဒီမှာခွတ်ယူရမှာခွတ်ပြီးဒီမှာဒီဘက်ကပြီးရင်ကျက်ဦးလာပါလည်းမသိဘူးအဲ့ဒါပြီးရင်အပေါ်ကဒါမပြီးရင်ခွတ်ပဲပြီးရင်ဒါပြီးရင်ဆော့ဆော့ထဲမထဲတော့ဘူးလေအဲ့ဆိုရဒါပြီးရင်ဒါကြွကြီးနဲ့ထုံမယ်ရော့โอเคကျေးဇူးပါကျွန်တော်တို့မှာစားတုံးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟိုင် what the fucking shit ပြေးတာမြန်လိုက်လားဟိုကျွန်တော်ကောက်နေလားဒါကျွန်တော်တချင်းဖွင့်လာလို့ကနေပါကျွန်တော်ဘောက်ကတချင်းတန်လာနေလို့ကနေပါနည်းနည်းကောင်းမှုပဲပေါ့နော်ရောတကယ်မိုက်တယ်တချင်းလေးတကယ်လာတကယ်မိုက်တာကျွန်တော်ဘာပြောနေကြလဲကားကြမယ်လေ brother တို့အဲ့ what ဒီနောက်ကတော့ကြီးတော့လိုက်ရမရဘူးဘရိုဒီမှာကြည့်တော့စိုင်ကြီးက6တော့ပေါက်နေတာဘယ်သူမှဈေးဝယ်မလာသေးဘူးเนาะကျွန်တော်ပေါက်ပြန်ပိတ်လိုက်မယ်အဲ့ဒါနဲ့ဘယ်သူမှလည်းလာတော့ဒါကားပြန်ဖွင့်သွားရဲကမယ် sit down ငါ့ကိုပြောနေလားထားလိုက်မယ်ကွာဟဲ့ဒီကောင်လေးရုပ်ကလည်းစိုးလိုက်တော့ဟာတော့ဘူးမလည်းမလာသေးဘူးနော်ခုဒီစီဝဲအော်တချင်းလေးမိုက်တယ်ကွာအခုကတော့ကျွန်တော်တချင်းဖွင့်လာလို့ဒီကံပြီးကြည့်ပြပါဗျာအဲ့ဒါကတက်နေ copyright မိမှာဆိုလို့ပေါ့နော်တချင်းတန်ဖျောက်ထားတာပါတချင်းတန်ဖျောက်ရင်လည်းကျွန်တော်ဂိမ်းတန်တွေပါပျောက်သွားပါနော်ဒါတော့ copyright မိမှာဆိုလို့ကျွန်တော်ဂိမ်းတန်တွေကိုဖျောက်ထားတာပါအေး what the fucking shit အပါကြီးတဲ့Yo, Sabi, I chose B. What? I chose B. Bob and Bay. I chose B. Mingalaba. And me alone, Gigi. I chose B. What the Yamabala. Okay, the Yabam Lao. Cows will look be like I chose B. Oh, young, I chose B. Young. Do low be among the cows. And up by ye. Name me. Oh, yeah. Balamabo. စပီရောက်ဝင်ထိုင်နေပြီရောက်ရင်ခွက်ယူမယ်ဒါယူမယ်အော်လိုင်းကြတယ်
ဒါယူမယ်ဒါထည့်မယ်ပြီးရင်ဒါလေးထည့်မယ်ဟုတ်ပြီးရင်ဒီမှာနန်းပင်လားမသိဘူးအဲ့ဒါလေးထည့်မယ်โอเคပြီးရင်ပေးလိုက်မယ်โอ้โลสปีမင်္ဂလာပါစပီညောင်စပီပဲဖြစ်ပါတယ်ဒီမှာခေါက်ဆွဲလာစားနေတာအင်ဒိုနီးရှားရောက်ပြီးတော့ခေါက်ဆွဲလာစားနေတာညဘာတော့ငါစလုံးပေါင်းမနေ what the fuck SPED ဟာ okay တွားလိုက်ပြီပေါ့နော်ကျွန်တော်ထိုင်နေရမထိုင်နေရင်ခုနဆိုင်ကတန်ကြားလိုက်တော့အော်ဒီမှာယောဘာမင်္ဂလာပါဒီဘေးစောက်ခေါက်လာကြည့်အောင်ဆိုးတော့ဒီကောင်ဒါလူရှင်နေနော်ကျွန်တော်လူဆိုလည်းလုပ်ပြီးတော့ခဏဒီကညက်လုံးနဲ့ကြည့်ရမှာမကြည့်တော့ပါဘူးစော့ထဲမယ်ဒီကောင်ထဲမယ်ရတော့ဗျာနော်ခဏစော့အဲ့ဒီမှာကြွကြွလာမလဲယော့ကြွနဲ့ဒေချာထည့်ပေးလိုက်ကျေးဇူးပါဒီကောင်လေးကြမရောင်းတော့ချီငါပဲရောင်းနေရတယောက်တည်းဒီကောင်လေးကမရောင်းငါပဲရောင်းနေရရောက်ရေးမလာပြီ customer လာပြီယောဆိုင်ကကာလာကြီးအော်ရမဝလိုင်းရလားဆိုင်ကကာလာကြီးပြောင်းတော့လာတော့Hello, what the fuck? Time ရမယ်နော် time ရမယ်ထင်တယ်ဟုတ်တယ်ဒီမှာစိတ်ဆိုးထွက်ပြေးသွားပြီ sit down နဲ့အော်တရေအဲ့လိုမျိုးလုံးနဲ့ကြည့်လို့ရင်ထိုင်ခိုင်းရင်ထိုင်ရမှာအဲ့ကြမှာသူတို့ထွက်သွားမှာခါကြည့်ထိုင်နေလိုက်တော့မှာကြောက်သွားကျွန်တော်တော်တော်ကြောက်သွားထိုင်နေလိုက်တော့မှာထိုင်ကုန်မြန်မာနိုင်ငံကထိုင်ကုန်တိုင်းမယ်နော်ဟာလူတရဟာတော့မကြည့်ပါတော့ထိုင်အောင်ပေးလိုက်မလို့တဲ့ခဏဟာဒီကောင်နေပါပြောနေကြရင်ကတော့ထိုင်အောင်ဝေးမဟုတ်ဘူးကျွန်တော်အဲ့တော်လန့်သွားတော့ကျွန်တော်ကဗီဒီယို record နေတော့ကျွန်တော်ဒီအတန် record မလုပ်ခင်တော့တော်တော်လန့်သွားတာအဲ့ဒါကြီးတဲမတဲ့ဂျုံဒီတုံဂျိန်းနေဟာရောလန့်ရှယ်လန့်ထားလို့ရရဆိုင်ကနေတယောက်လာပြန်ပြီဒါရောင်းလို့ရတယ်ရောက်သွားတော့ဟန်နီယာကြီးတော့ဟာဒါကြီးwhat the fuck ဘာလုပ်လို့ရတော့ဘာတော့ဒါကြီးဟာရောင်ဟာဒါနဲ့ပဲကျွန်တော်လည်းပြီးဆုံးသွားပါတယ်တက်တာပါအားလုံးပဲနောက်ဗီဒီယို